သို့တော့ပြည်သူလူထုရဲ့ဆုံးဖြတ်ချက်ကတော့ရှင်းတယ်ဒေါ်အောင်ဆန်းစုကြည်ပဲအနာဂတ်ဗမာနိုင်ငံကိုဥဆောင်ရမယ်ပုံစံတစ်ခုနဲ့ကျွန်တော်တို့ပြပြီးသွားပြီလူတော်တော်များများရွေးကောက်ပွဲကိုပဲမြင်လိုက်တယ်တေးသေးချာချာကြည့်ရင်ကျွန်တော်တို့ဟာဗမာတွေစန္ဒထုတ်ဖော်လိုက်တာနှစ်ကြိမ်ထုတ်ဖော်လိုက်ပါတယ်ရွေးကောက်ပွဲမတိုင်မီတလျှောက်လုံးတိုင်းပြည်လုံးအနီရောင်နေဝစ်ပြီးတော့လမ်းပေါ်ထွက်တာဟာအဲ့ဒါအတိအလင်းခင်ဗျားတို့ကိုမကြိုက်ဘူးဒေါ်စုကိုကြိုက်တယ်အဲ့ဒါပြောင်စန္ဒမဲပေးတာပါအဲ့ဒါခင်ဗျားတို့ကအဆွဲကောင်းလို့အိုးစာရေးဆရာတွေဟိုတချင်းဆိုတဲ့အဆိုတော်တွေကြောင့်အမှုပညာရှင်တွေကြောင့်လူတွေကပါလာတာပါလို့ပြောရင်လေဒုတိယအကြိမ်ကျတော့ဘာပြောမလို့ကျွန်တော်တို့10 ရက်နေ့နိုဝင်ဘာ10 ရက်နေ့ရွေးကောက်ပွဲရှုပ်ဝက်မဲပေးတာပဲနောက်ဆုံးအဲ့ဒါရည်လိုက်တော့လည်းပဲဒီအတိုင်းပဲအဖေကတထထဲပဲပြောင်းလဲပဲကျွန်တော်တို့ပြောပြီးပြီရှုပ်ဝက်တဲ့နည်းနဲ့လည်းပြောပြီးပြီခင်ဗျားတို့ကိုမကြိုက်ဘူးသူ့ပဲကြိုက်တယ်သူဥဆောင်တာပဲကြိုက်တယ်ဒေါ်အောင်ဆန်းစုကြည်ပဲခေါင်းဆောင်တာလိုလားတယ်လို့ကျွန်တော်တို့ဘက်ကဆန္ဒပေးပြီးသွားပြီအတိအလင်းတစ်ခါပြီးတော့ရှုပ်ဝက်တဲ့နည်းနဲ့တစ်ခါနှစ်ခါပေးပြီးပြီဒါဆိုရင်ဒါကိုလိုက်လျော်အောင်ဆန်းစုကြည်သမရဖြစ်ရေးလမ်းဖွင့်ပေးလိုက်ရင်မပေးဘူးလားဘာများအခက်အခဲရှိနေလို့တော့အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေအရမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့59စလုံးမှာဒီလိုပါတယ်ပေါ့ဗျာသူသားကနိုင်ငံခြားသားဖြစ်နေတယ်ဒီကြောင့်အဲ့ဒါဆိုရင်59စလုံးပြင်ပေါ့မပြင်နိုင်ဘူးတဲ့59စလုံးဒါတိုင်းပြည်အတွက်အရေးကြီးတယ်သိအရေးကြီးတယ်ဒါရည်ရွယ်ချက်ရှိနဲ့ကိုရေးထားတာအဲ့ဒီလိုမျိုးမထည့်ရင်နောက်တစ်ချိန်ဒီတိုင်းပြည်ကိုကလားတွေတရုတ်တွေအုပ်ချုပ်သွားလိမ့်မယ်တဲ့ဒါကြောင့်မို့လို့မပြင်နိုင်ဘူးတဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒီလောက်စေတနာကောင်းတဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေမပြင်ရင်လေဒေါ်ဆန်းစုကြည်သမရဖြစ်ဖို့တော့နီလန်းနေရှိပါတယ်ကျွန်တော်တို့ကတင်ပြတယ်ဥပဒေပညာရှင်အနေနဲ့တင်ပြတယ်ပေါ့ဗျာအင်္ဂလိပ်လိုတော့ informal way လို့ခေါ်တာပေါ့ဗျာ formal way သူတို့သတ်မှတ်ထားတဲ့ပုံစံတိုင်းပြင်လို့မရရင်သူတို့သတ်မှတ်ထားခြင်းမရှိတဲ့တခြားနည်းတွေနဲ့ပြင်လို့ရပါသေးတယ်ဥပဒေနဲ့မဆန့်ကျင်ပါဘူးဒါလည်းပဲเนาะအဲ့တော့ကျွန်တော်တို့ကပြောတယ်ဒါဆိုရင်လည်းဗျာလို့59စလုံးကို temporary stay လုပ်ထားလိုက်ပါလား temporary stay ယာယီဆိုင်းငံ့လိုက်တာပေါ့တဘောတော့အခုက59စလုံးရှိလို့ဒေါ်စုသမရမဖြစ်တာအဲ့တော့59စလုံးကိုခဏလေးဆိုင်းလိုက်လို့ရှိရင်ဆိုင်းလိုက်ပြီဆိုမရှိတော့ဘူးပေါ့မရှိဘူးဆိုသူသမရဖြစ်သွားတာပေါ့လွယ်လွယ်လေးပဲဆိုင်းလိုက်ရအောင်ဘယ်လိုတုံ့ပြန်တယ်လို့ဆိုကျွန်တော်အင်တာဗျူးတွေလုပ်တယ်ပေါ့ဗျာရေးတဲ့အင်တာဗျူးတွေလည်းပါတယ်ရေဒီယို TV တို့ဘာတို့ဟို broadcasting BBC VOA လည်းလာတယ်ပေါ့ဗျာဘယ်လိုတုံ့ပြန်တယ်လို့ဆိုတော့အဲ့ဒီလိုဖွဲ့စည်းပုံအခြေခံဥပဒေကိုတဲ့ပုံမှန်တစ်ခုဆိုင်းငံ့ထားလို့ရတယ်လို့ဥပဒေမှာမရှိပဲတဲ့ကျွန်တော်ကဥပဒေမရှိတာဥပဒေမှာမပါတာကိုကျွန်တော်ကပြောတယ်ပေါ့ကျွန်တော် fight လုပ်တယ်အဲ့ဒါလက်ရှိလွတ်တော်အမှတ်ကလည်းပြောတယ်မကြသေးဘူးမှကြာနေမှတောင်ပါလာလို့ကျွန်တော်တော်တော်စိတ်မကောင်းဘူးကျွန်တော်ညီလေးပါပဲဥပဒေမှာမပါပဲတဲ့အဲ့ဒါဘယ်လိုလုပ်လို့ရမလဲကျွန်တော်မေးတယ်နော်လွယ်လွယ်လေးပဲစဉ်းစားပုံစဉ်းစားနည်းပဲအဲ့ဒီလိုယာယီဆိုင်းငံ့ခြင်းမပြုတ်လို့ရဘူးလို့ပါလားမပါဘူးအဲ့ဒါကြည့်ပုံကြည့်နည်းပဲသူကပါသလားရှာတယ်ကျွန်တော်ကမပါဘူးလားကြည့်တယ်ဟဲ့မပါဘူးမပါရင်လို့တားမထားရင်လုတ်ပေါ့တားထားရင်တော့မလုတ်နဲ့ပေါ့မဆိုင်ငံ့ရဘူးလို့ပါရင်တော့မဆိုင်ငံ့နဲ့ပေါ့အခုကမဆိုင်ငံ့ရဘူးလို့ပါမပါတာဒါရင်လိုအပ်ရင်ဆိုင်ငံ့မှာပေါ့အဲ့တော့ခင်ဗျားရှင်းနေစကားတတ်တယ်လူလဲကြပြီးစကားပြောတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ပြောတယ်မဟုတ်ဘူးတကယ်တာရကရှိတယ်ဒီလိုကျွန်တော်တို့တကယ်ကြုံခဲ့ဘူးတယ်တစ်ထပ်ထဲနှီးပါကြုံခဲ့ဘူးတယ်ဆိုတော့ကျွန်တော်ပြောခဲ့တဲ့ထဲလဲပါပါတယ်1958ပါစာဖလာနှစ်ချမ်းကွဲတော့1959ခုနှစ်မှာကျွန်တော်တို့ပြဿနာတစ်ခုဖြစ်တယ်အဲ့ဒါဘာလို့ဆိုတော့အာနာသိမ့်တော့မယ်ဗျာပါစာဖလာနှစ်ချမ်းကွဲတဲ့အခါကျတော့ကျွန်တော်ဘယ်လောက်ထိပြောရမလဲ4:15အထိဟုတ်လားဟုတ်တယ်နော်4:15အထိနော်โอเคဟုတ်ပြီနော်ကျွန်တော်ညီကုန်းချိုးအောင်မယ်အဲ့ဒါဆိုဟုတ်ပြီပါစာဖလာနှစ်ချမ်းကွဲတော့ဒါကတော့ဘုသူတ္တပြစ်ပေါ့ဗျာနော်စစ်တပ်ကအာဏာသိမ်းတော့မယ်အဲ့တော့ကဝန်ကြီးချုပ်ကဦးနုအိမ်ကိုသွားပြောတယ်ဦးအောင်ကြီးရယ်ဗိုလ်ချုပ်မောင်မောင်ရယ်ဗိုလ်ချုပ်တင်ဖေးရယ်သွားပြောတော့ပထမတော့ဦးနုကစစ်တပ်ကလူတွေလောက်တာပေါ့ဦးနေဝဲမသိဘူးထင်လို့မေးသေးတယ်မဟုတ်ဦးနေဝဲလွတ်လိုက်တာပါပြောတော့သူကသဘောပေါက်သွားတယ်နော်အာဏာသိမ်းတော့မယ်လို့သွားပြောတာအဲ့ဒီမှာဦးနုက
ကတော့နိုင်ငံရေးသမားဆိုတော့အကင်းပါတယ်မင်းတို့မသိနဲ့ဟလာစစ်တပ်နာမည်ပြတ်သွားလိမ့်မယ်ငါလွှဲပေးမယ်လို့သူကပြောလိုက်တယ်ပြောလိုက်တော့အာဒါဆိုလဲကောင်းတာပေါ့အဲ့တော့အခြေအနေအရအာဏာမလွှဲပေးရင်အာဏာအသိမ်းခံရတော့မယ်အဲ့တော့အာဏာသိမ်းရင်အခြေအနေဆိုးသွားမယ်အဲ့ဒါကြောင့်ဥနုကအာဏာလွှဲပေးမယ်လို့ပြောလိုက်ပေးမယ်လို့တကယ်တော့အဲ့ဒါလုပ်လို့မရဘူးလုပ်လို့မရဘူးဘာပြောလို့တုံးဆိုတော့အဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်116ဝင်ကြီးချုပ်ဟာအမတ်ဖြစ်ရရွေးကောက်တင်မြှောက်ခံရတဲ့အမတ်သာဝင်ကြီးချုပ်လုပ်လို့ရတယ်ဦးနေဝင်းဟာကာကွယ်ရေးဦးစီးချုပ်သူကအမတ်မဟုတ်ဘူးအမတ်မဟုတ်တော့သူဝင်ကြီးချုပ်လုပ်လို့မရဘူးဒီဘက်ကလည်းလွှဲပေးမယ်ကပြောပြီးသွားပြီလွှဲကိုပေးရတော့မယ်အဲ့ဒါအခြေအနေရနော်တိုင်းပြည်ရဲ့လိုအပ်ချက်အရအာဏာလွှဲပေးရတော့မယ်ဝင်ကြီးချုပ်ခန့်ရတော့မယ်ဥပဒေကသူ့ကိုခန့်လို့မရဘူးပြဋ္ဌာန်းချက်က constitutional crisis လို့ခေါ်တယ်လုတ်ချင်တယ်ဒီကဥပဒေကတားထားတဲ့အတွက်လုတ်မရဘူးကဲအဲ့ဒီလိုဆိုရင်စဉ်းစားလိုက်တယ်ဟုတ်ပြီ116ကြောင့်ဦးနေဝင်းကိုဝင်ကြီးချုပ်ခန့်လို့မရရင်လွယ်လေးလေ116ကိုပြင်လိုက်ပေါ့လွတ်တော်အမတ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေပါလီမန်ကရွေးရင်ဝင်ကြီးချုပ်လို့ပြင်ဆိုတော့ဟာအပြောကိုမခံဘူးအဲ့ဒါမျိုးမရဘူးမပြင်နိုင်ဘူးတဲ့အဲ့တော့မပြင်တဲ့ဘက်ကလည်းမှန်တယ်ဟလာအရွေးတော်မခံတဲ့လူကဘယ်လိုဝင်ကြီးချုပ်လုပ်လို့ရမလဲအရွေးခံရမှအဲ့ဒီအရွေးခံရတဲ့လူတွေတဲကမှကြံတဲ့လူကတယောက်ကိုရွေးမှအရွေးခံရတဲ့လူဝင်ကြီးချုပ်ဖြစ်တာအမှန်ဆုံးပေါ့ဟုတ်လို့ရှိရင်ဘာရွေးကောက်ပွဲဝင်စရာလိုနေသတော့ထိုင်နေုံပဲလေဟေးမင်းတို့နိုင်ငံဝင်ကြီးချုပ်ခန့်လိုက်ပြောလို့ရတာဟုတ်အဲ့တော့မပြင်နိုင်ဘူးတဲ့သူတို့ဘက်ကလည်းလွတ်တော်အမတ်တွေကကဲဒါလို့ဆိုရင်ဖွဲ့စည်းပုံခြေဥပဒေ116ကိုမပြင်ရင်ဥနေဝင်းကိုအာဏာလွှဲလို့မရဘူးဥနေဝင်းကလည်းအာဏာမလွှဲလို့ကလည်းမရဘူးဘယ်လိုလုပ်မလို့အဲ့တော့1959ဖေဖော်ဝါရီလ26ရက်နေ့မှာပြင်ဆင်ချက်ဥပဒေအသစ်တစ်ခုထုတ်လိုက်တယ်ပုံမှန်116ကိုနောက်ရွေးကောက်ပွဲမလာမချင်းယာယီဆိုင်းငံ့လိုက်တယ်ဥပဒေတစ်ခုပြဋ္ဌာန်းလိုက်တယ်